ခလေးအဲ့ဒီချစ်တယ်တဝင်းတိုးတယ်ဆိုတော့ကိုတော့ဘာမှရေးမကြည့်ဘူး ဟုတ်ဒီတိုင်းပုံပြောမခိုင်နေတယ်မဟုတ်ပြောရတယ် မခက်လေးနဲ့ဒီနေရာကြီးပြပြန်မဟုတ်ဘူးလား ခလေးကတော့ဒါလောက်ကိစ္စပြောနေတာပါ အလုပ်ကိစ္စနေနော်ပြောချင် ခလေးကိုအလုံးလုံးနေတာတော့ကိုအလုံးကိစ္စတယ်အဲ့လိုမျိုးလိုက်ဝင်ပါတယ်ကိုမကြိုက်ဘူးဆိုတာခလေးသိတယ်တော့ လိုက်ပါနေအောင်မဟုတ်တာကိုကလည်း ခလေးကိုကအပူတွေလည်းလုံးဝမလုံးတတ်ဘူးဒါစီးပွားရေးသဘောအရမခိုင်နေတဲ့ဖုန်းပြောတာနော်သူ့နဲ့တွဲလုံးမဲ့လုပ်ငန်းတွေလည်းနောက်ပိုင်းအများကြီးရှိတယ်နော်အဲ့တော့ခလေးရဲ့စိတ်ကိုကိုရပြင်ထားမှာဖြစ်တယ်နော် ဒီမှာ ပြီးတော့လေပြောရဲဆိုတာကိုအတွက်ခလေးအတွက်လည်းပါတယ် တော့ပါပါ ခလေးရတယ်ကွာဟိုအမြဲတမ်းဘာပဲလုပ်လို့ခလေးအတွက်ပဲပြောပြီးလုပ်နေကြတယ်နော်အဲ့တော့မခိုင်လို့အပ်ပေးထားတယ်ကွာခလေးနောက်နေ့ကစပြီးတော့မခိုင်လေးဘာလုပ်ရှိလဲဖုန်းဆက်နော်ဖုန်းဆက်ပြီးတော့မခိုင်လေးစီကပညာယူခြင်းလို့ပါဆိုတော့ကိုယ်တိုင်အပ်ပြီးတော့မခိုင်လေးအတော့တော့လိုက်ပြီးနော် လိုက်ပါကိုတရားလို့ရှိရင်မခံရပါလို့လိုအပ်ပါလေ ဟာမတူဘူးလေကွာကိုကယောက်ျားလေး तू ကမိန်းကလေးဆိုမိန်းကလေးအချင်းချင်းပို့ပြီးတော့ပြောပြတတ်တာပေါ့ခလေးကိုကလေခလေးကောင်းဖို့အတွက်လည်းပြောနေတာနော်ခလေးကကိုစကားနားထောင်ပါလားကိုကခလေးပြောတဲ့အတိုင်းပဲလုံးဝတက်လန်းနေမချဘဲနဲ့လိုက်လုပ်နေရပါ ကိုကလည်းခရက်တော့လူပြောတာလေ ခလေးအဲ့လိုတဝင်းတိုးတယ်ဆိုတာထားလိုက်စမ်းပါကိုအတွက်ကအခုချိန်မှာလုပ်ငန်းတွေကအယောင်ကြီးကြီးခလေးအဲ့ဒီချစ်တယ်တဝင်းတိုးတယ်ဆိုတော့ကိုအတွက်ဘာမှရေးမကြည့်ဘူးနော်ခလေးတခါတလေကြာအဲ့ဒီအချစ်ဆိုတဲ့အရာအများနဲ့ရှေ့တန်းကျလို့မရဘူးလေကိုနေစစားဖို့အတွက်ဒါမင်းစားပြီးတော့ကိုသုံးဖို့အတွက်ပတ်စံရှာပြီးတော့ခလေးကိုလိုတက်နေနိုင်ဖို့အတွက်ကိုပတ်စံရှာရတယ်ကွာနားလည်စားပါကွာမစိုးစားပါနဲ့နော် အိမ်မှာ ကိုသွားတော့ ဒီတော့ပါလေ ရေချိုးတော့ကွာ